You don't become rich just by a degree ဘွဲရပြီးုံနဲ့မပြီးပါနဲ့ဘွဲဆိုတာကျွန်တော်တို့အတွက်အရန်ရေးကြီးပါတယ်အထူးသဖြင့်မြန်မာနိုင်ငံလိုပညာရေးကိုဖျားတဆူလိုကိုးကွယ်နေရမှာပေါ့ဘွဲတစ်ခုရဖို့ဆိုတာဘာကြောင့်အရေးကြီးရလဲဘွဲဆိုတာကျွန်တော်တို့ရဲ့အသိပညာအတွက်တရားဝင်အထောက်ထားပါလူမှုအတိုင်းဝိုင်းမှာလေးစားမှုရစေပါတယ်ပညာတတ်လူဒန်းစားဆိုတဲ့တစိ့ကိုကပ်ပေးပါတယ်အလောက်ကန်အခွင့်အလမ်းကိုဖွင့်ပေးပါတယ်ဒါပေမဲ့ဘွဲဆိုတာကျွန်တော်တို့အတွက်အရာအားလုံးမဟုတ်ပါဘူးမှန်ပါတယ်ဘွဲရှိရင်အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်ဒါပေမဲ့ဘွဲမရှိရင်အောင်မြင်မှုမရနိုင်ဘူးလို့မဆိုလိုပါဘူးဘွဲမရှိဘဲနဲ့တော့ဘွဲရသူတွေတက်ပိုအောင်မြင်နိုင်ပါတယ်ကိုယ်ထဲမှာရှိတဲ့လူတွေအတွက်ပိုလိုအပ်တဲ့အရေးချင်းတချို့ကိုဖွင့်ပြအောင်လုပ်ရုံပါပဲအဲ့ဒါကတော့လူတွေစိတ်ဝင်စားပြီးဈေးကွက်မှာအမှန်တကယ်လိုအပ်နေတဲ့ကျွမ်းကျင်မှုတွေအကြောင်းပါဒီမှာဒီလိုလူတွေရဲ့စီးရင်ကိုသိမြင်နိုင်ပါတယ်ဒီလူတွေကကောလိပ်ကျောင်းထွက်တွေဒါမှမဟုတ်တက္ကသိုလ်တက်ဖူးခြင်းမရှိသူတွေပါသူတို့ဒီနေ့ရောက်ရှိနေတဲ့အဆင့်ဟာသူတို့ရဲ့ကျွမ်းကျင်မှုကြောင့်သာဖြစ်ပါတယ်ဒါကြောင့်သင်ဟာသင်မှာကြီးကျယ်တဲ့ဘွဲမရှိလို့အောင်မြင်မှုကြီးကြီးမားမရနိုင်ဘူးလို့တွေးနေရသူဆိုရင်ဒါဟာသင်ရဲ့အထင်အမြင်လွဲမှားမှုသာဖြစ်ပါတယ်ဒါကိုမြန်မြန်ဆန်ဆန်သင်စိတ်ထဲကနေဖယ်ထုတ်လိုက်ပါ